ရဲများရောက်လာမှပြဿနာဖြစ်ပဲအေးချမ်းသွားရတယ်။အလောင်းများကိုစီယုံတို့တည်သွားကြတယ်။နောက်နေ့ရောက်တော့ရွာကလူကြီးများဦးအေးတောင်းကိုခေါ်ပြီးတရေကိစ္စတိုင်ပင်ကြတယ်။ရွာကလူတော်တော်များများကတော့ဒီတရေရောက်လာတာကိုအေးတောင်းနဲ့အိမ်နဲ့ပတ်သက်မှုရှိရဲလို့ပဲပြောနေကြတယ်။အဖြစ်ပြက်ကလည်းတိုက်ပဲတိုက်ဆိုင်လွန်းနေဒီတည်သွားတဲ့၃ယောက်ထဲက၂ယောက်ကလည်းသမီးကိုပိုးပန်းနေတာလူတိုင်းလိုသိကြတယ်။ဒါပေမဲ့ဒီတရေနဲ့ကျုပ်တို့မိသားစုနဲ့ဘာမှမပတ်သက်ဘူးဆိုတာတော့ချိန်ပြောဝင်ပါတယ်။ခုရပိုင်းတွင်အိမ်နီးနားဝင်းကျင်ကအပင်တပင်မှာတရေလာခိုကန့်နေလို့အိမ်ရှိလာဟစ်တဲ့တာကြီးတို့ထုံးမြိုင်တို့နဲ့တိုးပြီးတရေအသက်ခံလာရတာလည်းဖြစ်နိုင်တာပဲ။ဘလို့ပဲဖြစ်ဖြစ်ဦးရီတောင်းတို့ကပဲတရေကိုခေါ်ထားရွာအတွက်အနေရရှိလာတာဖြစ်တဲ့အတွက်တရေကိုရွာပြင်ပြန်ထုတ်ဖို့တာဝန်ရှိလာပြီ။ဟုတ်တယ်အမြန်ပြန်ပြီးနှင်ထုတ်ပြရမယ်။နှင်ထုတ်တာကဟုတ်ပါပြီ။တရေကိုဘယ်သူနှင်ထုတ်နိုင်လဲ။ကျုပ်တို့တော့မနှင်ဝင်ဘူး။တရေနဲ့နဲ့ဆိုတာတရေကိုနိုင်နဲ့ဆရာသမားရှာရမှာပေါ့။ဆရာကောင်းသမားကောင်းအသိမေဆွေရှိလား။ရှိရင်ပြောပြကြပါ။ဦးလာမင်းကျွန်တော်တရေနှင်ထုတ်နိုင်မဲ့ဆရာတယောက်ကိုသိတယ်။တကယ်လက်တွေလည်းကြုံဖူးတယ်။အဲ့ဒီဆရာကိုခေါ်ချင်တယ်ဆိုရင်ကျွန်တော်သွားခေါ်ခဲ့ပေးမယ်။ဟာဆရာအသိရှိရဲဆိုတော့ခေါ်ရမှာပေါ့။ထွန်းမောင်မင်းဆရာကဘယ်ရွာမှာလဲဝေးလားမဝေးပါဘူးပြွန်တစားမြို့နာကအောက်စုရွာမှာဟာဒါဆိုအခုသွားရင်နေကင်းဆိုပြန်ရောက်မှာပဲမင်းသွားကွာအဖေါ်ခေါ်ချင်တဲ့လူတယောက်ခေါ်သွားဆရာကိုမတွေ့လဲစောင့်ပြီးတော့သာခေါ်ပင့်ခဲ့ခီးလွန်နေတော့ပြန်လာမှာဟိုမှာထိုင်ဆောင်မနေနိုင်ဘူးနောက်တစ်ခါမှပြန်သွားမယ်နေချင်းပြန်ခီးလွန်နေရင်တညအိတ်လောက်တော့စောင့်ပြီးခေါ်ဖို့ကွာထိုရွာကအချိန်လေးကိုလည်းမင်းသိနေရပဲဒီတရေကလူတိုင်းတော့မသက်ပါဘူးတာရေးသေးပြီး9ရက်မြောက်မှထွန်းမြိုင်တို့သိတာသူတက်ချင်ရင်အချိန်မီတက်နိုင်တာပဲဒိုဘက်ကလက်ဦးရယူမှဖြစ်မယ်ကဲကျွန်တော်အကောင်းဆုံးလုပ်ခဲ့ပါမယ်ဘယ်သူမှခေါ်မသွားတော့ဘူးကျွန်တော်တယောက်တည်းပဲသွားလိုက်တော့မယ်ဒီနေ့ပြန်မရောက်ရင်နောက်နေ့ဆိုဆရာပါလာပြီးမှတ်တော့ကဲငါတို့လည်းအိမ်ပြန်မယ်ဆရာပါရင်ဦးတင်ဖေအိမ်ကိုသာပင့်ခဲ့ဟုတ်တယ်ဦးရေးတောင်းအိမ်နီးနားမှာတရေရှိတာဆိုတော့ဆရာပင့်ထားတာတွေ့ရင်မကောင်းဘူးဦးတင်ဖေအိမ်ကိုသာပင့်ခဲ့ဦးတင်ဖေကရက်ွက်လူကြီးဖြစ်တာကြောင့်ဆရာရောက်လာပါကဆရာကိုတဲခိုရန်နေရာစီစဉ်လိုက်ကြတယ်အချိန်ကမနက်9:00နာရီကျော်ရှိသေးတယ်ထမောင်ကလည်းဦးထွန်းဖေတို့ထံမှခီးစေးတောင်၍အိမ်ကိုအတိပေးပြီးဆရာပင့်ရန်ထွက်သွားတော့တယ်ညနေ3:00နာရီခွဲခန့်ထမောင်နဲ့အတူဆရာလေးကြော်တိုက်ရွာသို့ရောက်လာတယ်ဦးထွန်းဖေအိမ်သို့ရောက်လာကြတယ်ကိုထမောင်နဲ့ပါလာတော့တရေနဲ့မြဆရာလေးကိုမြင်ပြီးရွာသူရွာသားတို့တီတိုနဲ့ဝေဖန်နေကြတယ်တရေနဲ့မြဆိုလို့အသက်ကြီးမှတ်တယ်အိမ်ကငါတိုင်းမောင်ရင်ထက်တောင်ငယ်သေးတယ်ကိုထမောင်ကတော့တေချာအာမခံပြီးသွားပင့်ခဲ့တာလို့အဖေပြောတာပဲအိမ်မော်တက်ပြီးအကဲခက်ကြည့်ရအောင်အိမ်အောင်မဝေဖန်ပြောဆိုနေကြတော့ရွာသူရွာသားတစုကလည်းရာအိမ်မူဦးတင်ဖေဤအိမ်မော်တို့တက်လာခဲ့လိုက်တယ်။ကောင်းရင်ခံမှာထိုင်နေသောဆရာလေးနဲ့မနီမဝေးမှာအကဲခတ်သလိုစူးစမ်းရင်းထိုင်လိုက်ကြတယ်။ဒီရွာကတရေအကြောင်းကိုဦးတင်ဖေပြောပြလို့သိပြီးပါပြီ။ဒီတရေကိုဒီရွာကအဝေးထွက်သွားနိုင်အောင်ကုညီနှင်ပေးပါမယ်။ကျွန်တော်ကိုယ်တိုင်နှင်မှာတော့မဟုတ်ဘူး။ဟင်ဆရာလေးမနှင်ဘူးဆိုတော့ဘသူကနှင်မလဲ။ဒီရွာမှာနှင်ဝင်တဲ့သူမရှိဘူးဆရာလေး။ဦးလေးတို့ကိုမနှင်ခိုင်းပါဘူး။ဒီရွာမှာတင်းချိုင်းရှိရမဟုတ်လား။ရှိရပေါ့။ဆရာလေးရွာရှိရင်တင်းချိုင်းတစ်ခုတော့ရှိရပေါ့။တင်းချိုင်းရှိရင်တရေနဲ့တဲ့ပုဂ္ဂိုလ်ကိုတင်းချိုင်းထိတ်ကခေါ်ရမှာပေါ့။ဟင်တရေပဲခေါ်လို့ရမှာပေါ့။တရေတော့တရေပဲ။တရေတွေကိုအုပ်ချုပ်တဲ့တင်းချိုင်းရှင်မဖဲဝါကိုပင့်ခေါ်ပြီးရွာထဲကတရေကိုနင်းဖို့အကူညီတောင်းရမယ်။ဟင်မဖဲဝါကိုအကူညီတောင်းမယ်။ဟုတ်တယ်ဦးတင်ဖေကျွန်တော်ခတ်တော်ရကိုအလဲသွားတဲ့ရပိုင်းကကျွန်တော်အတီတယောက်ရဲ့အိမ်မှာဆရာလေးနဲ့ဆုံခဲ့တယ်။အဲဒီရွာမှာလည်းတရေတကောင်တောင်းကျနေလို့ဆရာလေးမဖေဝါကိုပင်ပြီးတရေကိုနင်းထုတ်စီခဲ့တယ်။ဆရာလေးကူညီတောင်းတာနဲ့မဖေဝါရောက်လာပြီးတရေကိုရွာထက်ကထုတ်သွားတာ။အဲဒီညကစပြီးနောက်ပိုင်းချက်ခတ်တော်ရကတရေဘယ်ရောက်သွားမှန်းမသိတော့ဘူး။ဟာမင်းကိုယ်တိုင်လည်းတွေ့ကြုံခဲ့တာဆိုတော့လေဆရာလေးလိုအပ်တယ်လို့လုပ်ပါ။အကူညီပေးဆရာရှိလဲပေးဖို့အသင့်ပါကျွန်တော်ဒီညပဲဒီရွာကတရေဘလို့ရောက်လာတာလဲဘာကြောင့်လူသက်တာလဲသိရအောင်မဖေဝါကိုသွားကူညီတောင်းပြီးမေးကြည့်လိုက်မယ်မဖေဝါကိုဒီတိုင်းခေါ်ပစ်လို့မကောင်းဘူး
စားဖွယ်တောက်ဖွယ်နဲ့တင်မြောက်ပသရမယ်ဒါကြောင့်ဒီရွာကကြက်ဖြစ်ဖြစ်အမဲသားဖြစ်ဖြစ်ဟင်းတအိုးချက်ပေးရမယ်14ဘူးလောက်တအိုးချက်ပေးရမယ်ဟာဖြစ်တယ်ဟင်းရောထမင်းရောအသင့်ဖြစ်စေရမယ်ဒါမဲ့ဆရာလေးအမဲသားကတော့လွယ်မယ်မထင်ဘူးကြက်သားကတော့အချိန်မီရတယ်ကြက်လေးဖြစ်ပါတယ်ဒီကောင်ဆိုရပါတယ်ကဲထွန်းမောင်မင်းထမင်းနဲ့ဟင်းတာဝန်ယူကွာပြီးတော့ကြံသေးတယ်နဝင်တဲ့တယောက်ခေါ်ပေးစီချင်တယ်သူမပါလို့မဖြစ်ဘူးဒီရွာမှာနဂရော2ယောက်ရှိရဲ့တယောက်ကဒေါ်အေးမြိုင်တယောက်ကဆန်းဆန်းနဲ့သူကအချောက်နာမည်ကဆန်းမောင်အချောင်းဆိုတော့သူကိုယ်သူဆန်းဆန်းလို့ပြောရင်နဂရောဆန်းဆန်းဖြစ်နေတာဒေါ်အေးမြိုင်ရရင်ဒေါ်အေးမြိုင်ပဲခေါ်ပေးပါဟေ့လာစိန်မင်းဒေါ်အေးမြိုင်ကိုအခုသွားခေါ်ခဲ့ကွာဒီမှာကိစ္စလေးရှိလို့ဆိုပြီးခေါ်ခဲ့ဒီကြောင့်မှဆရာလေးပြောပြလိုက်မယ်အိမ်မော်တက်ပြီးနားထောင်နေသူတွေထဲမှာလှစိန်ဆိုသည့်လူရဲ့အားဦးတင်ဖေကဒေါ်အေးမြိုင်ကိုသွားခေါ်ခိုင်းလိုက်တယ်10မိနစ်ခန့်ကြာတော့အသက်50ကျော်ခန့်အမျိုးသမီးကြီးနဲ့လှစိန်တို့ပြန်ရောက်လာကြတယ်မိုင်းမြိုင်လာဒီနားကိုဆရာလေးခေါ်ခိုင်းနေဆိုလို့ဟုတ်ကဲ့အတော်ကိုခေါ်ခိုင်းတာကတော့ဒီရွာကတရေနေမဲ့ကိစ္စမှာအတော်ပါဝင်ကူညီစေချင်လို့ပါပြောအတော်ကဘလို့ပါဝင်ကူညီရမှာလဲဒီညရွာပြင်တင်းချိုင်းကိုသွားပြီးတင်းချိုင်းသခင်မဖဲဝါကိုသွားပင့်မယ်အဲ့ဒါအတော်ကဂျားခန့်အနေနဲ့မဖဲဝါကိုပင့်မေးပါတင်းချိုင်းထက်ကိုအတော်ရဲ့ကျွန်တော်ရဲ့ဒီရွာကလူကြီး3ယောက်ရဲ့ည8နာရီကျော်ရင်သွားကြမယ်ခုမှလာစမ်း2ရက်မမဲကြီးတင်းချိုင်းထဲသွားရမှာကတော့အကြောက်သားဟဲ့ငါတို့လဲပါမှာဘာကြောက်စရာရှိလဲအေးပါကြောက်တဲ့စိတ်ကိုဖယ်ထားပြီးလိုက်ကူညီပေးပါမယ်ဘလို့လုပ်ရမယ်သာပြောဆရာလေးကြော်တိုက်ကသူဖြစ်စေချင်သည်များကိုနတ်ကတော့ဒေါ်အေးမြိုင်အားပြောပြလိုက်တယ်အတော့အခုပြန်လို့ရပြီည9နာရီလောက်ဒီအိမ်ကိုပြန်လာခဲ့ပါအေးစိတ်ချအတော့ပြန်လာခဲ့မယ်ဟဲ့အေးမြိုင်တရေကြောက်တယ်ဆိုပြီးရှောက်ပုံးမနေနဲ့နော်နေမလာရင်ငါကိုယ်တိုင်လိုက်ရှာမှာကျုပ်ပုံးလုံးကတော့နေဘလို့ရှာမတွေ့စီရဘူးကဲကျုပ်သွားမယ်ရှင်သာလိုက်မရှာနဲ့အချိန်တန်ရင်လာခဲ့မယ်ရှင်ကစိတ်ချရတာမဟုတ်ဘူးဦးလာမင်းကဒေါ်အေးမြိုင်ကိုစနောက်သလိုဒေါ်အေးမြိုင်ကလည်းအစမခံပြန်ပြောရင်းအိမ်ပေါ်မှဆင်းသွားတယ်အိမ်ပေါ်မှလူကြီးများပြုံးရည်ရင်ကြံခဲ့တယ်ည8နာရီခန့်ကိုတင်ဖေကိုထွန်းမောင်နဲ့ရွာသားလေးယောက်နဲ့ဆရာလေးကြော်တိုက်သူရွာပြင်တင်ချိုင်းတို့ထွက်လာခဲ့လိုက်တယ်တင်ချိုင်းအတွင်ရှိခုတလုံးကိုတန်ရှင်းလိုက်ပြီးငပြောရွယ်များခင်ကထမင်းတောင်ထဲမှာထမင်းကိုပုံလိုက်တယ်ထိုထမင်းပေါ်သို့စက်သားဟင်းများပုံထည့်လိုက်တယ်တာရီခွက်ကိုပါအသင့်ပြင်ထားပေးလိုက်တယ်ဒေါ်အေးမြိုင်ကဆရာလေးမှထားတဲ့အတိုင်းကူဝေးမှထိုင်ပြီးကျောင်းမှာစပင်ကိုဖြန့်ချထားလိုက်တယ်အားလုံးပြင်ဆင်ပြီးရနဲ့ဆရာလေးကြော်တိုက်ကကဲကျွန်တော်မဖေဝါကိုပြင့်တော်မယ်ကိုထွန်းမောင်တို့နောက်နားနည်းနည်းဆုပ်ပေးပါအတော်ကမဖေဝါစီစိတ်ကိုညှက်ထားပါအရှိနေထွက်အနောက်နေဝင်တောင်ငါတကွန်မြောက်တူဝင်းတွင်မဖေဝါရှိသည်စွာကအီနေယာအဌာနသို့အမြန်ကျလန်းခဲ့ပါအမေမဖေဝါခင်ဗျာအီနေယာမှာစားဖွယ်တောက်ဖွယ်များလည်းအစင်သင့်ပြင်ဆင်ထားပါတယ်ကြွရပြီး3ဆောင်ပါရင်ဖိတ်ကြားအပ်ပါတယ်တစ်ချိန်ပင့်နေမရောက်လာသေးတာကြောင့်2ချိန်3ချိန်ဆက်ပင့်နေထိုအချိန်တင်ချိုင်းတွင်လှူရှားမှုများရှိလာသည့်အတွက်မဖေဝါကြလာပြီးစရာကိုတိလိုက်ခဏတွင်မှပင်ဒေါ်အေးမြိုင်ခဏကိုမှဝင်ရောက်ပူကတ်သွားတယ်ခြေလက်များတွန်းလိမ့်ပြီးဂူဘော်သို့လွှားကနေခုန်တက်ကချက်သားဟင်းနဲ့ထမင်းများကိုမိန်ရှက်စွာစားတောက်နေတော့တယ်မကြခင်မှာပင်ချက်သားဟင်းနဲ့ထမင်းလေးလုံးချက်တို့အကုန်တလောက်ဖြစ်သွားတယ်ရေဖလားထဲမှရေကိုမော်တောက်ချလိုက်တယ်ကဲငါ့ကိုအစားတောက်တွေကျွေးမွေးပြီးခေါ်ရဲဆိုတော့ဘာကိစ္စပေါ်လာပြန်ပြီလဲဆက်သွားကုန်းရွာလေကဦးရင်အောင်အင်းရှိမှတရေတကောင်ရောက်လာပြီးတစ်ဖက်အတွင်းမှာလူ3ယောက်ကိုတက်ပြီးသွေးတွေဖောက်သွားပါတယ်အဲ့ဒီတရေကိုရွာထဲကနင်ထုတ်ပေးစီလိုပါတယ်မဖေဝါခင်ဗျာအေးအဲ့ဒီတရေကဘာခင်သေးလို့တရေဖြစ်နေတာအသက်ခံရပြီးအစိမ့်တီသွားတာအဲ့ဒါကိုစောဆန်တုံးဆိုတဲ့လူကသူ့ဆရာကရင်အဖိုးကြီးကိုကူညီတောင်းခဲ့တယ်တခင်ရဲ့ဝိညာဉ်ကိုတင်းချိုင်းထက်ကခေါ်ထုတ်လာပြီးသူ့လေထက်ကစာချိုက်ရုံမှာနေခိုင်းခဲ့တာအစာပိုင်းကတော့သူ့လေဧက20ကိုစာမောင်းခိုင်းမလို့ပဲဒါပေမဲ့တရေဘခင်ကိုသူ့လေထက်ကပစ္စည်းမှန်သမျှမြည်သူမျှမယူအောင်စောင့်ရှောက်ခိုင်းနေယူတဲ့လူမှန်သမျှတက်ပစ်ခိုင်းခဲ့တယ်
စာကြောရုံမှာတွေ့ကက်တဲ့ဝိညာဉ်တရေကိုလောက်ခွင့်ည9နာရီမှာချက်အရှင်နှကောင်အချိန်မှန်ကျွေးမယ်လို့ကတိပေးထားခဲ့တယ်။အဲ့ဒီတရေရှိနေရကိုသူ့လယ်မှာအလုံးလုံးနေတဲ့သူရင်းငါးတွေတီးသွားပြီးအလုတ်ထွက်သွားတာနဲ့မိုးကြတော့သူတယောက်တည်းလှုပ်ရတော့တာပေါ့။အလုတ်တန်းပြီးအဖျားဝင်တော့တရေမခင်ကသူ့တခင်ကိုတက်ပြီးသွေးဆုပ်ခဲ့တယ်။အဲ့ဒီနောက်လောက်ွယ်ရဲရောက်တိုင်းလေကွင်းထဲနဲ့နီးစက်ရွာဝင်းလက်ပတ်ပြီးပရိဆန်တွေရဲ့သွေးကိုဖောက်တော့စားနေတာလူတွေမသိကြဘူးဒီလုံးနဲ့ဒီရွာကမောင်နှမနဲ့တို့ပြီးရွာတဲကိုဝင်ချင်တာနဲ့သူ့ကိုစိတ်ဝင်စားအောင်ညီမျိုးစုံလုပ်ပြနေတော့ဒီရွာသားကောင်လေးကစာကြရုံမှာတရေဝင်ကန်နေရပဲဒီစာကြရုံကိုအိမ်ရှိယူသွားပြီးထားရမယ်ဒါမှသူ့အမကိုလိုက်ပိုးတဲ့ကောင်လေးကိုကောင်းကောင်းခြောက်လိုက်ရမယ်လို့ပြောတော့တရေကရွာတဲကိုခေါ်သွားမယ်ဆိုတဲ့စကားကိုအပိုင်ယူပြီးရွာတဲဝင်လိုက်ခဲ့တယ်ရွာတော်ရှင်တွေကလည်းကောင်လေးခေါ်ခဲ့လို့လိုက်လာတာဆိုတော့ခွင့်ပြုရတော့တယ်ဒီကောင်ကသွေးတောက်ရတာအရသာသွေးနေပြီရွာထဲမှာမထားသင့်တော့ဘူးလာကွယ်ညရောက်တိုင်းလူတက်နေအောင်ပါပဲဒီတော့အခုညရွာထဲဝင်ရင်အချိန်မရှိတော့ဘူးနက်ဖန်ည9နာရီတိတိဒီကောင်ကိုငါလာခေါ်မယ်သူ့ဝိညာဉ်ထွက်သွားရင်သူခိုးဝင်တွေ့ကက်နေတဲ့စာချရုပ်ကရုပ်လုံးပေါ်ပြီးခြံရှိမှရှိနေရကိုမြင်ရလိမ့်မယ်9နာရီထို့လို့ငါခွေကြီးတွေဟောင်းတန်ကြားလိမ့်မယ်တရွာလုံးဘယ်သူမှကြားရမှာမဟုတ်ဘူးအခုမင်းတို့6ယောက်ပဲခွေးဟောင်းတန်ကြားရမယ်ခွေးဟောင်းတန်ကြားပြီးရနဲ့အိမ်ရှိထွက်ပြီးစာကြောက်ကြီးကိုမီးရှို့ပစ်လိုက်ငါဒီသစိတရေကောင်ကိုတင်းချိုင်းထဲခေါ်သွားပြီးဆာယာပိုင်ယာလက်ထဲအပ်လိုက်မယ်ကဲမင်းတို့သိချင်တာဒါပဲမဟုတ်လားလာမယ့်ည9နာရီဘာခင်တရေကိုငါလာခေါ်မယ်ပြန်ကြတော့ထိုစကားပြောပြီးရနဲ့ဒေါ်အေးမြိုင်ခဏကိုမှငါဖေဝါထွက်သွားတာကြောင့်ဒေါ်အေးမြိုင်ကူပေါ်လဲကြကြံရဲခဲ့တယ်ဆရာလေးကြော်တိုင်လဲဒေါ်အေးမြိုင်ကိုတတိယအောင်ပြုစုပြီးတတိယလာသည်နဲ့ရွာထဲသို့ပြန်လာခဲ့လိုက်တယ်ရွာထဲရောက်တော့9နာရီကျော်ပြီးဦးတင်ဖေးအိမ်မှာအကျိုးအကြောင်းသိချင်၍ရွာလူကြီးများစောင့်နေကြတယ်ဦးရေးတောင်းကတရေခေါ်တာမဟုတ်ပေမဲ့သူ့သားကခေါ်ခဲ့တာကိုဒါကြောင့်သူ့အိမ်ရှိမှဖြစ်ပြန်နေရကောင်လေးကလည်းသူ့အမကိုပိုးပန်းနေတဲ့ကောင်တွေကို6လက်လွတ်အောင်ဆိုပြီးခေါ်ခဲ့တာတရေကသွေးဆနေတဲ့တရေဖြစ်တော့လူတက်တဲ့အထိဖြစ်သွားတာပေါ့ဒီကိစ္စကာယကံရှင်တွေသိသွားရင်အတော်ရှင်းရခဲ့မဲ့ပြဿနာပဲအားလုံးနားလေသဘောပေါက်နိုင်ပါစေလို့ပဲဆုတောင်းရတော့မယ်ကိစ္စအကျိုးကြောင့်တီးပြီးမို့ဦးတင်ဖေကိုနှုတ်ဆက်ပြီးအားလုံးပြန်သွားကြလိုက်တယ်ဦးတင်ဖေအိမ်မှာကိုထွန်းမောင်နဲ့လေးကျော်တိုက်သူသာကြံခဲ့တယ်နက်ဖန်ညဦးရေးတောင်းအိမ်သွားပြီး9နာရီထိထိုင်ဆိုင်ရမှာပေါ့ဟုတ်လားဆရာလေးဟုတ်တယ်ကိုထွန်းမောင်စာကြရုပ်တရေကအဲ့ဒီအိမ်ရှိရောက်နေရစာကြရုပ်တရေဆိုတော့နေခင်အချိန်ဘာဖြစ်လို့စာကြရုပ်ကိုလူတွေမမြင်ရတာလဲဆရာလေးစာကြရုံမှာတရေဝင်ပူကတ်နေရဆိုတော့စာကြရုပ်ကတရေနဲ့အတူပြောင်းနေရပေါ့တရေလက်နဲ့ဖြစ်ဖြစ်ခနာကိုယ်နဲ့ဖြစ်ဖြစ်ထိတွေ့လိုက်ရင်ပစ္စည်းမှန်သမျှပျောက်သွားတတ်တယ်သူတို့မြင်စေချင်တာတော့မြင်ရတယ်တရေလက်ကလွတ်လိုက်ရင်အကောင့်ထဲကိုမြင်ရတယ်အဲ့လိုပဲတရေခနာကိုခွာသွားရင်စာကြရုပ်ကြီးထိုလူတို့အရှိတိုင်းမြင်ရမှာပဲသူဝင်ပူကတ်လိုက်ရင်ပျောက်သွားလိမ့်မယ်ဒါမှမဟုတ်6ချင်းလန်းချင်းလို့မြင်အောင်ပြရင်တော့သူပူကတ်နေရလဲလူတွေမြင်ရမှာပဲအခုပြောင်းနေရကစာချရုံမှာဝင်ပြီးပူကတ်နေလို့လူတွေမမြင်ရတာညကြရင်မဖွဲဝါရလာပြီး9နာရီမှခေါ်ထုတ်သွားလိမ့်မယ်သူ့ရဲ့ဝိညာဉ်မဖွဲဝါနောက်ပါသွားရင်စာချရုံကြီးကြံခဲ့လိမ့်မယ်တဲ့သဘောပေါက်ပြီဆရာလေးညကြရင်မိရှုဖို့အသင့်ပြင်ထားရမယ်ထို့နောက်စကားခဏပြောပြီးဆရာလေးကြော်တိုင်းဖျားရှိကိုပတိစိတ်နေရကြောင်းအိမ်ရှိလူများဆရာလေးအားအိယာပြင်ပေးကအားလုံးဝင်အိတ်တော်တယ်။ဦးရေးသားအိမ်မှာညကတင်ချိုင်ထဲသွားခဲ့သောရွာသားလေးယောက်နဲ့ဆရာလေးကြော်တိုက်သူတာရှိနေတယ်။ရွာသူရွာသားများကိုည8နာရီခွဲပြီးနောက်ပိုင်းပြည်သူများအပြင်းမထွက်ရန်ဦးတင်ဖေမတက်ဆင့်အပိုင်လူကြီးများကိုကြိုတင်ပြောဆိုထားတာကြောင့်ရွာသားတို့မိပိတ်ပြီးအိမ်နေကြပြီးဖြစ်တယ်။ဦးရေးသားအိမ်မှာခွေးအောင်တန်တာဆိုရင်စကားမပြောဘဲထိုင်နေကြတယ်။ည9နာရီထိုးပြီးတအောင်ကြတော့ရွာထိပ်မှခွေးအောင်တန်ကြီးကြားလိုက်ကြရတယ်။တာမန်ခွေးရီထက်ဟိန်းတန်ကအော်နီယာကြောင့်မဖေဝါလာနေပြီဟုသိလိုက်ရတယ်။ခွေးအောင်တန်3-4ချိန်မြစရိုက်ကြရပြီးငြိမ်သက်သွားကြတယ်။အားလုံး9မိနစ်ခန့်ထိုင်နေကြပြီးဆရာလေးကြော်တိုက်ကထားသွားရင်အချက်ပြလိုက်တာကြောင့်အိမ်ရှိခြံဝါသို့ထွက်လာကြတယ်။ဦးေတောင်ကဓမီထိုးပြထားတယ်။ခြံဝါဤဘေးနာမှာစာစာရုပ်ကြီးကိုထင်ကနေတွေ့လိုက်ရတယ်။စာချရုပ်ဤသွားဖူးဖွေးမှာသွေးများပေကျန်နေရကြောင့်တင်မောစိအဖြူအောင်မင်းပြောင်းနေတယ်။ကဲမီရှို့ကြလိုက်ရအောင်။အသိယူလာသောမီတုံနှချောင်းကိုမီရှို့လိုက်ပြီးစာချရုပ်ကြီးကိုမီကူမြလိုက်တယ်။
ပိစာအဟောင်းနဲ့ကောက်ယူ6တို့ကမိကိုဝန်ကနေထောက်စီတယ်9မိနစ်ပင်မဲ့ကြောင့်စားချရုပ်ကြီးပြကျသွားတော့တယ်ထိုကဲ့သို့ပြုလုပ်ပြီးအလုံးဦးတင်ဖေအိမ်သို့ပြန်ခဲ့ကြတယ်မနက်စာစားတော့ပြီးဦးထွန်းမောင်ကဆရာလေးကိုအောက်စုရွာရောက်သည့်တိုင်ပြန်ပို့ပေးခဲ့တယ်ထိုရနောက်ပိုင်းမှစပြီးအချောက်ရုပ်တရေကိုလူတွေမတွေ့ရတော့ကြောင့်တရေကြောင့်တည်ဆုံရခြင်းလည်းမရှိတော့ဆက်သွားကုန်းရွာကြီးလည်းရခင်ကကဲ့သို့ပင်အချိန်ခါမရွေးသွာလာလှူရှာနိုင်တော့ပြီးပါတယ်